မျိုးသားဖြစ်သူကပူပူနွေးနွေးခောက်ဆွဲဟင်းရည်တစ်ပကံကိုစပွဲပေါ်တင်လိုက်ရုံရှိသေးယူကြောင်ကြောင်အမျိုးသမီးတစ်ယောက်ကရုတ်တရက်ပြေးဝင်လာပြီးခောက်ဆွဲပကံကိုလူယူကစပွဲပေးမှာငုံပြီးအငမ်းမရစားတော့ပါတော့တယ်ဘေးပတ်ဝန်းကျင်ကလူတွေကတော့ဝိုင်းဝန်းကဲ့ရဲ့ကြပြီးထိုအမျိုးသမီးကိုမောင်းထုတ်ဖို့အမျိုးသားကိုပြောကြပေမဲ့သူကတော့တုတ်တုံမြမလုပ်ပဲရက်နေခဲ့ပါတယ်ပြီးတော့လှည့်ထွက်သွားပြီးပူပူနွေးနွေးနှပြနှစ်ချက်ထပ်ဝယ်ပေးလိုက်ပြန်တဲ့ထိုအမျိုးသမီးဟာအဝတ်စားတွေစုပ်ပြတ်တက်နေပြီးစပင်းတွေကလည်းပွေးလေးရှုပ်ထွေးနေပေမဲ့လေပင်မှာတော့ကြေးပြားဟောင်းလေးတစ်ခုကိုဆွဲထားပါတယ်သူမရဲ့ပုံစံနဲ့ဒီကြေးပြားကဘလို့မှမလိုက်ဖက်လာပါဘူးအမျိုးသားကတော့ဖြည်းဖြည်းစားပါမဝရင်ထပ်ဝယ်ပေးမယ်လို့သာအေးအေးဆေးဆေးပြောရှာပါတယ်အမျိုးသမီးကနံပြားတွေကိုစားပြီးတဲ့နောက်မှာတော့လက်ဖြန့်ပြီးငွေ90တောင်းပြန်တဲ့အမျိုးသားကအိတ်ကက်ထဲနှိုက်ကြည့်တော့58ကျပ်ပဲရှိတာမို့အကုန်လုံးကိုသူမလက်ထဲထည့်ပေးလိုက်ပါတယ်အနီးနားကမုတ်ရောင်းတဲ့သူကအမျိုးသားကိုလှမ်းဆွဲပြီးမပေးနဲ့ဒီမိန်းမကနေတိုင်းအယူလုပ်ပြီးလူလိမ့်နေတာကူညီတဲ့သူတိုင်းကန်ဆိုးတက်တယ်လို့အော်ပြောတော့တယ်ဘေးကကြည့်နေတဲ့သူတွေကလည်းအမျိုးသားဟာဦးဦးအိုးနဲ့စိတ်ပြော့လုံးနဲ့ဆိုပြီးဝိုင်းရဲကြတာပေါ့အမျိုးသမီးကပတ်စံကိုဆွဲယူပြီးထွက်ပြေးသွားတဲ့အချိန်မှာသူမရဲ့ကြေးပြားဟောင်းလေးကမြေပေါ်ပြုတ်ကျကြံခဲ့ပါတယ်အမျိုးသားကအသားအရကောက်ယူပြီးရင်ခွင်ထဲတင်ထားလိုက်တယ်3ရက်ကြာတော့အမျိုးသားကဈေးသိမ်းပြီးအပြန်နှက်ကွန်းပြက်တစ်ခုနာကနေရိုက်နှက်တန်တွေနဲ့ငိုယိုအော်ဟစ်တန်တွေကိုကြားလိုက်ရပါတယ်သူအထဲကိုအမြန်ပြေးဝင်ကြည့်လိုက်တော့လူမိုက်အုပ်စုတစုကအမျိုးသမီးကိုဝိုင်းရိုက်ပြီးအကျွေးဆက်ဖို့အကြက်ကင်နေကြတာကိုတွေ့လိုက်ရတဲ့အမျိုးသားဟာချက်ချင်းပဲအမျိုးသမီးရှိကနေကာကွယ်ရက်တီးပေးလိုက်ပြီးခုလေးတင်ရလာတဲ့ကုံပိုးငွေ3000ကိုစပွဲပေါ်ပြစ်တင်လိုက်ကသူပေးစရာရှိတာငါဆက်ပေးမယ်လို့ရဲရဲဝံ့ဝံ့ပြောလိုက်ပါတော့တယ်လူမိုက်ကြီးကပတ်စံကိုဆွဲယူပြီးဆဲဆူအော်ဟောင်းကထွက်သွားတော့တယ်အဲ့ဒီနောက်အမျိုးသားဖြစ်သူကအမျိုးသမီးကိုဆေးဆိုင်စီတွဲခေါ်သွားပေးခဲ့တယ်ဒဏ်ရာတွေကိုဆေးထည့်ပေးနေတဲ့ဆရာဝန်ရဲ့မျက်ခုံးတွေကတော့တွန့်ချိုးနေတာပဲဒါကချော်လဲတာဒါမှမဟုတ်တိုင်းမိတာမျိုးမဟုတ်ဘူးတမင်တက်တက်ကိုရရဆက်ဆက်နှိပ်စက်ထားတဲ့ဒဏ်ရာတွေပဲလို့ဆရာဝန်ကဆိုတဲ့အမျိုးသမီးကလည်းသူမဟာအယူတယောက်မဟုတ်ကြောင်းငိုယိုပြီးပြောပြနေရှာတဲ့အမျိုးသားကတော့ဘာမှထပ်မမေးတော့ပဲငွေ100ချန်ထားပေးပြီးထွက်ခွာသွားခဲ့တယ်နောက်နေ့မှာတော့ထိုမျိုးသမီးဟာအမျိုးသားစီပြန်ရောက်လာပြီးသူ့ရဲ့မှတ်ပုံတင်ကိုခဏလောက်9-3ကျင်ကြောင်းပြောလာတယ်ဘေးပတ်ဝန်းကျင်ကလူတွေကတော့မှတ်ပုံတင်အလွဲသုံးစားလုပ်ပြီးဒုက္ခပေးလိုက်မယ်ဆိုပြီးဝိုင်းထားကြတာပေါ့ဒါပေမဲ့အမျိုးသားကတော့ဘာစကားတခုမှမဟပဲသူ့မှတ်ပုံတင်ကိုထုတ်ပေးလိုက်တယ်အမျိုးသမီးကမှတ်ပုံတင်ကိုဓာတ်ပုံတစ်ပုံပဲရိုက်ပြီးပြန်ပေးခဲ့ပါတယ်ဒီကျေးဇူးကိုကျမတနေ့မှာအစပေါင်းများစွာပြန်ဆက်ပါမယ်လို့လေးလေးနက်နက်ပြောပြီးလူအုပ်ထဲမှာပျောက်ကွယ်သွားခဲ့တဲ့လူတွေကတော့ထိုအမျိုးသားကိုငွေလဲအလိန်ခံရအခုလဲအတုံးချခံရပြန်ပြီးဆိုပြီးဦးကြောင်ကြောင်နိုင်လွန်းတယ်လို့ဝိုင်းရကြတာပေါ့အမျိုးသားကတော့ဘာမှပြန်မပြောဘဲဂျင်းနီပြားအဆောင်လေးကိုကျိုးနီနဲ့ချီပြီးသူ့ရဲ့အပန်းဖြေနားနေတဲ့ဆိုင်ကန်းလေးရှိမှတိတ်တဆိတ်ပဲချိတ်ဆွဲထားလိုက်ပါတော့တယ်နောက်ထပ်ရက်သက်တစ်ပတ်2ပတ်လောက်ကြာတဲ့အခါမှာတော့လူမိုက်တစုဟာအမျိုးသားရဲ့အိမ်ထဲကိုအတင်းအဓမ္မဝင်ရောက်လာကြတဲ့သူ့အမေကအတိုးကြီးတဲ့မှောင်ခိုချင်းငွေ10သိန်းကျပ်အကျွေးတင်နေလို့3ရက်အတွင်းအကျွေးမဆက်နိုင်ရင်အိမ်ကိုဖျက်ဆီးပစ်မယ်လို့ချင်းချောက်ကြတာပေါ့အမျိုးသားဟာတောကရောက်ပြီးပြရခတ်သွားတော့တဲ့ဆွေမျိုးမိတ်ဆွေတွေစီအကူအညီတောင်းပေမဲ့အားလုံးကသူ့ကိုမြင်ရင်ရှောင်ဖဲသွားကြပြီးဘသူကမှမကူညီချင်ကြဘူးနောက်ဆုံးမှာတော့သူတဦးလေးသောမိသားစုဝင်ငွေရရှိရာဈေးဆိုင်လေးကိုအကျွေးဆက်ဖို့အတွက်ရောင်းချပစ်ဖို့မျက်ရည်ဆက်လက်နဲ့ဆုံးဖြတ်လိုက်ရတယ်အတိဒုက္ခရောက်နေတဲ့အချိန်မှာပဲဟိုတစ်ခေါက်ကအမျိုးသမီးစီကဖုံးဝင်လာတဲ့အမျိုးသားကတော့သူမကိုဒုက္ခမပေးချင်တာကြောင့်ဘာမှမဖြစ်တယ်လို့ဟန်ဆောင်ပြီးနေကောင်းပါတယ်လို့ပဲဖြေလိုက်ရှာတယ်။ဒါပေမဲ့နိုင်ဝက်လောက်ကြာမှာတော့အိမ်ရှိမှာအနက်ရောင်ကားအကောင်းစားတစ်စီးဆိုက်ရောက်လာပါတယ်။ကားပေါ်ကဆင်းလာတဲ့အမျိုးသမီးကတော့မျက်နှာကိုတန့်ရှင်းစင်ကြယ်အောင်ဆေးကြောပြီးအဝတ်စားသစ်တွေနဲ့မှုအရင်ကလိုမဟုတ်ပဲလူတခြားစီဖြစ်နေတော့တယ်။သူမကအမျိုးသားကိုဘန်ကက်တစ်ခုကမ်းပေးလိုက်ပြီးဒီထဲမှာ320ရှိတဲ့အကျွေးတွေကိုအရင်သွားဆက်လိုက်ပါလို့ပြောလိုက်တဲ့အမျိုးသားကတော့အံ့ဩမြင်သက်သွားပြီးဒီပတ်စံတွေကဘဲကရတာလဲလို့မေးတဲ့အခါမှာတော့သူမကစောင့်ကြည့်နေပါလို့ပဲပြောပြီးထွက်သွားခဲ့တယ်။နောက်ထပ်ရက်သက်တစ်ပတ်2ပတ်ကြာတဲ့အခါမှာတော့အမျိုးသားဟာလမ်းဟောင်းလေးထဲမှာဖက်နှက်ပြင်ဖို့ဆိုင်ထွက်လာခဲ့တဲ့ဒါပေမဲ့ဆိုင်ကင်းပြီးတာနဲ့လူမိုက်တွေကဝိုင်းလာပြီးသူ့ရဲ့ဖက်နှက်ပြင်တဲ့ဆိုင်လေးကိုရိုက်ခွဲဖျက်ဆီးပစ်လိုက်ကြတယ်ဒါတင်မကသေးပဲသူ့အိတ်ထဲကအကျွေးစေးလေးတွေကိုပါလူယူသွားပြီးဒီပတ်ဝန်းကျင်မှာနောက်ဆိုင်မထွက်နဲ့လို့ရန်ကားပြီးဟိန်းဟောက်သွားကြပါတော့တယ်အဲ့ဒီနေ့ညနေမှာပဲအမျိုးသမီးစီကဖုံးပြန်ဝင်လာတယ်မနှက်ဖြန်ဆိုင်ပြန်ထွက်လိုက်ပါမူလအတိုင်းအားလုံးပြန်ရစေရမယ်မင်းကိုနှိပ်စက်ခဲ့တဲ့သူတွေကလည်းလာပြီးတောင်းပန်ကြလိမ့်မယ်တဲ့နောက်နေ့မနက်မှာတော့တကယ်ပဲဈေးတာဝန်ခံကိုယ်တိုင်လူမိုက်တွေကိုခေါ်လာပြီးအမျိုးသားကိုဒူးထောက်တောင်းပန်ခိုင်းခဲ့တဲ့ပျက်စီးသွားတဲ့ပစ္စည်းတွေအတွက်ရော်ကြီးပေးတဲ့အပြင်နောက်ဒီနေရာမှာဘယ်သူမှလာမနှောက်ယှက်စေရဘူးလို့လည်းအာမခံသွားကြတယ်ဒီတော့မှအမျိုးသားဟာထိုအမျိုးသမီးရဲ့အကြောင်းစုံကိုသိလိုက်ရတော့တယ်သူမဟာတကယ်တော့ဒီဒေတာမှာနာမည်ကြီးတဲ့အပေါင်ဆိုင်လုပ်ငန်းစုကြီးရဲ့ပိုင်ရှင်တထေးမတအူးဖြစ်နေတာပါသူမရဲ့ယုံကြည်ရတဲ့လက်ယုံတပည့်တွေကတစ္ဆာဖောက်ပြီးစိတ်ခက်ကယူသွင်ဖြစ်အောင်လုပ်ပြီးလမ်းဘေးကိုပြစ်ချခဲ့တာဖြစ်ပါတယ်ရည်ရွယ်ချက်ကတော့သူမရဲ့ပိုင်ဆိုင်မှုအားလုံးကိုတင်ပိုက်ဖို့အတွက်ပဲဖြစ်ပါတယ်အမျိုးသားကတော့ကျေးဇူးဆက်တာဒီလောက်နဲ့တန်ပါပြီလို့ထင်နေတဲ့အချိန်မှာပဲအမျိုးသမီးကနောက်ထပ်ထိတ်လန့်စရာသတင်းတစ်ခုကိုပြောပြလာပါတယ်။အဲ့ဒါကတော့သူ့အမေချေခဲ့တဲ့မောင်ခိုတိုးကြီးအကျွေးတွေနဲ့သူ့ကိုလာရောက်နောက်ဆက်တဲ့လူမိုက်တွေဟာတကယ်တော့ထိုသစ္စာဖောက်တဲ့ဘဲတွေကပဲနောက်ွယ်ကနေကျိုးကန်ခဲ့တာဖြစ်နေလို့ပါပဲ။သူတို့ရဲ့ရည်ရွယ်ချက်ကအမျိုးသားကိုလမ်းမရှိအောင်ပိတ်ဆို့ပြီးဒုက္ခပေးဖို့တင်မကပဲတထေးမလေးရဲ့တူးတဲ့သောကျေးဇူးရှင်ကိုပါအဆက်အသွယ်ဖြတ်တောက်ဖြစ်ဖို့ကြံစီခဲ့တာပါ။ဒါဟာဇလန်းရဲ့အပြင်ဘက်ကမထင်မှတ်ထားတဲ့အလှည့်အပြောင်းဖြစ်တယ်လို့လူယုံမာတွေရဲ့နောက်ဆုံးထွက်သက်ကရုန်းကန်လိုက်တဲ့အကွက်အဆိုးကြီးလည်းဖြစ်ပါတော့တယ်။
အမျိုးသမီးကသူမစီမှာရှိတဲ့ကြေးနီပြအဆောင်တစ်ချမ်းကိုထုတ်လိုက်ပါတယ်။အဲ့ဒီအချမ်းကိုအမျိုးသားရဲ့ဆိုင်ရှိကအဆောင်လေးနဲ့ဆက်လိုက်တဲ့အခါမှာတော့ကွက်တိကျတဲ့မိသားစုအမွေနဲ့အဆောင်တစ်ခုဖြစ်သွားပါတော့တယ်။သူမကအမျိုးသားကိုကြည့်ပြီးလေးလေးနက်နက်ပြောလိုက်တာကတကယ်လို့အဲ့ဒီတုန်းကရှင်ပေးခဲ့တဲ့ငါ18ရွမ်သားမရှိခဲ့ရင်ကျမရှိနေနဲ့ဆက်သွယ်ဖို့တောင်ပတ်စံရှိမှာမဟုတ်ဘူး။ရှင်ရဲ့မှတ်ပုံတင်တာမရှိခဲ့ရင်လည်းကျမလှုပ်ဝက်သက်တွေကိုစုဆောင်းပြီးအမှုကိုပြန်လည်နိုင်မှာမဟုတ်ဘူးရှင်ရဲ့စိတ်ရင်းမှန်တဲ့စေတနာကကျမအသက်ကိုကယ်တင်ခဲ့တယ်လို့လူယုံမာရီရဲ့ယုံညံ့တဲ့အကြံစီတွေကိုလည်းအောင်မြင်ချေမှုန်းနိုင်ခဲ့တာပါတဲ့အမျိုးသမီးကကျေးဇူးဆက်တဲ့အနေနဲ့ဆိုင်ကန်းတော်တွေနဲ့လစာကောင်းတဲ့အလုပ်ခန့်စာကိုကမ်းလှမ်းခဲ့ပေမဲ့အမျိုးသားကတော့ညှင်းပယ်ခဲ့ပါတယ်သူဟာအစပိုင်းကကူညီခဲ့တဲ့98ရွမ်ကိုပဲပြန်ယူပြီးကြံတဲ့ဘဲရာကူမှတပြားတစ်ချက်မှမယူခဲ့ပါဘူးရက်အနှဲငယ်ကြာမှာတော့အမျိုးသားဟာအလူမတန်းလွာတစ်ခုလက်ခံရရှိခဲ့တဲ့တစုံတစ်ယောက်ကသူ့နာမည်ကိုအသုံးပြုပြီးကျေးလက်ဒေတာကတက်ကြီးရွယ်အိုတွေအတွက်300တန်ဖိုးရှိတဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုလှူဒန်းပေးခဲ့တာပါအမျိုးသမီးစီကလည်း message တစ်ခုရောက်လာပါတယ်ရှင်ကအလူကိုလက်မခံဘူးဆိုရင်တော့ရှင်ရဲ့စေတနာတွေကိုကျမကပဲရှင်ကိုစားဆက်ပြီးဖြန့်ဝေပေးပါရစေတဲ့တကယ်တော့ကျင်နာတက်တာဟာဦးကြောင်နိုင်တာမဟုတ်ပါဘူးအတိဒုက္ခရောက်နေချိန်မှာကမ်းပေးလိုက်တဲ့လက်တကန်းဟာအမောင်တူတွေကမိအိမ်တစ်လုံးဖြစ်လာတတ်ပါတယ်ဘလို့အကျိုးမြတ်ကိုမှမမျှော်ကိုပဲကူညီတတ်တဲ့စိတ်ရင်းမှန်ဟာတနေ့မှာတော့ကံကြမ္မာကအကောင်းဆုံးပုံစံနဲ့ပြန်လည်ပေးဆက်မှာအသေးချပါပဲ